ကျွန်တော်ဒီကချင်နဲ့ချင်းကအဖွဲ့ချုပ်ဗာနေဒီမှာဒီစာပေရပြည့်တန်လာပြည်တဲ့နောက်မှာစာပေတက္ကနာဆိုပြီးမှကျွန်တော်တို့လူငယ်များကိုစေတနာဝန်ထမ်းအနေနဲ့ဆင်လုပ်ခဲ့တာနှစ်30ရှိခဲ့ပါပြီလွန်ခဲ့တဲ့ဒီ January ရင်ပတ်ပေါ်ဒီ2015ခု January 19ရက်နေ့ပန်းဆိုင်မြို့နယ်နတ်တော်ကောင်းခန်းကြီးရောမှာဖြစ်ပျက်ခဲ့တဲ့ဆရာမလူရဲ့ဒီအဖြစ်ပျက်ကတော့ကျွန်တော်အားလုံးရင်နာရပါတယ်ကျွန်တော်အဲ့ဒီနေရာကိုရောက်သွားခဲ့ပါတယ်တာဝန်ရှိတဲ့ယူဟာမှုနဲ့စစ်ကြောင်းမှုလည်းတိုက်မှုလည်းကျွန်တော်တွေ့ဆုံခဲ့ပါတယ်ဥပဒေအရဆိုရင်ကျွန်တော်စီမှာအားမရှိပါဘူးဘာကြောင့်လဲဆိုတော့ကေယကန်ရှင်ဆရာမတို့ကတည်ဆုံးတော်ပြီပါတဲလွန်စားဆိုလို့ရှိတာတော့အများကြီးရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေမရက်တည်ပြီးမဲ့ဥပဒေမရှိပါဘူးဒါကြောင့်လို့ကျွန်တော်အနေနဲ့တော့ဥပဒေစိုးမိုးတဲ့မြန်မာနိုင်ငံဖြစ်ခဲ့ရင်အမှုမှန်ကတော့ချက်ချင်းပေါ်လာပါမယ်ဒါပေမဲ့ဥပဒေစိုးမိုးမှုမရှိရင်တော့တရားခံပေါ်ဖို့မလွယ်ပါဘူးဒါပေမဲ့ကျွန်တော်ကတော့ဒီဟာမှုကိုပြောပါတယ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ကျိုးစားဆောင်ရွက်နေတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဒီနေ့ကျွန်တော်တိုင်းသားပြည်သူလူထုနဲ့တပ်မတော်မှာပွားမှုတွေယုံကြည်မှုတွေပြည့်ပြားနေတယ်ဒီလိုပြည့်ပြားနေတဲ့အချိန်မှာနိုင်ငံတော်ကောင်းဆောင်ကြီးများကယုံကြည်မှုရရန်ကြိုးစားနေတဲ့အချိန်မှာဒီလိုဒီရွာမှာဒီဆရာမတို့ဒီလိုဖြစ်ပျက်ခဲ့တဲ့အမှုဟာတော်တော်အဟံတာဖြစ်စေပါတယ်လို့ကျွန်တော်ဒီမှာမှုကိုပြောပါတယ်ဒီကျွန်တော်ဒီမှာမှုကိုပြောပါတယ်ဒီရွာမှာစစ်ကြောင်းရောက်တိုင်းရွာသူရွာသားတွေဒီတင်ကိုမထွက်ရဲကြဘူးဒီဆရာမနှစ်ယောက်လည်းစစ်ကြောင်းရောက်လို့အရင်တော့စစ်ကြောင်းရောက်တဲ့အချိန်မှာတခြားမိဘဒီမိတ်ဆွေအိမ်မှာသူတို့တော့အိတ်ချဒါပေမဲ့အဲ့ဒီJanuary 19ရက်နေ့ညမှာတော့မိုးလေးထုတ်သွားတယ်အင်ဒီမှာတို့ဆူတောင်းစီဝေးပြီးကြာတဲ့အချိန်မှာအဲ့ဒီသူတို့တော့အိမ်နေကြအင်ရှင်ကိုလည်းတွားမိုးရမှာအားနာတာနဲ့သူတို့နေတဲ့အိမ်မှာပဲဘုရားကျောင်းမှာတို့ပြန်အိတ်ချခြင်းဖြစ်ပါတယ်ညတကောင်လုံးမှာဒီအဖြစ်ပြက်ဖြစ်ပေါ်ခဲ့ပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာတွားကြည့်တဲ့အချိန်မှာဒီဆီယမလူဟာသူတို့မှာရှိတဲ့စွမ်းအားလုံးနဲ့ခုခံကာကွယ်ခဲ့တယ်ဆိုတော့ကိုတွေ့ရတယ်ဒါမဲ့ဒီပထမတဲ့လူတွေကတော့ဆီယမတွေကိုအရင်ရိုက်တက်ပြီးမှသူအတ္တမကျင့်ခဲ့ရတယ်ကျင့်ခဲ့တယ်ဆိုတော့ကျွန်တော်တို့အထောက်အထားတွေအရကျွန်တော်တို့ခမန်းရရှိခဲ့ပါတယ်ဒါကြောင့်လို့ကျွန်တော်ကဒီဟာမှုကိုပြောပါတယ်စစ်ကြောင်းတွေရှိတဲ့အချိန်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်တဲ့အတွက်ကြောင့်မလို့လူထုတွေအားလုံးကတော့ဒီခမရ903ကစစ်သားတွေဖြစ်မှာပဲလို့ထင်ကြပါတယ်ကျွန်တော်တို့လည်းယုံကြည်ကြောင်းထင်တော့မဖြစ်စေချင်ပါဘူးဒါကြောင့်မလို့အမှုပါမြန်ပေါ်ပေါက်ရန်အတွက်ဆောင်ရွက်ပေးစေလိုတဲ့အကြောင်းကိုကျွန်တော်ပြောမှုကိုပြောခဲ့ပါတယ်အမှန်ဆိုရင်တော့ဒီမှာဘုရားအဲ့ဒီမှာအဲ့ချိန်မှာမရှိပါဘူးရှိတာကတော့စစ်ကြောမှုတိုင်မှုဖြစ်ပါတယ်ဒီအမှုစစ်ဆေးတဲ့ရေးတွေကလည်းထောက်ဒီတက်တဲ့ကထောက်ထားပစ္စည်းတွေကိုသူတို့ရေးပေါ်ပြီးစစ်ဆေးနေပါတယ်ဆရာဝန်ရဲ့စစ်ဆေးချက်မှာတော့တော်တော်ကိုခိုင်လုံတဲ့ဒီစစ်ဆေးချက်ကိုသူပေါ်ပြခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအမှုအရာမှာကျွန်တော်တို့ဒီကချင်နှစ်ချင်းခရိယာသာသနာရဲ့ case တစ်ခုတည်းမဟုတ်တော့ပါဘူးကျွန်တော်တို့တိုင်းကနာပေါင်းစုံကျွန်တော်ကချင်တိုင်းသားများအားလုံးရဲ့ဒီအမှုကိစ္စဖြစ်နေတယ်ဆိုတာကိုဒီကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်ကပြောတယ်ဥပဒေအရဒီအမှုမပေါ်ပေါက်နိုင်ပါဘူးဥပဒေအရာကျွန်တော်အားမရှိဘူး
အမှုမှန်ပေါ်ပေါက်ဖို့ကျွန်တော်တို့အားနေမျှော်လင့်ချက်နဲ့ဒါမဲ့လူထုတွေရဲ့ပါဝင်မှုဟာဘယ်သူပြစ်မှားနေတယ်ဆိုတာကိုတော့အဖြေပေးနေပါလေလို့ကျွန်တော်တို့အဲ့လိုပြောပါတယ်။ဒီနေ့ဒီဆရာမကြောင့်ဟာဓမြတိုက်ပြီးတည်တာတိုက်ခံရလို့တည်တာမဟုတ်ဘူး။ငှက်ပြားယောဂနဲ့တည်တာမဟုတ်ဘူး။ပေါင်းခါရွာမှာစစ်ကြောင်းတွေဝင်လာတဲ့ညမှာအာတမကျင့်ခံရတယ်တပ်ဖြတ်ခံရတယ်ဆိုတော့တီးလို့လူထုတွေဟာမိမိအသိစိတ်ဓာတ်နဲ့ပါဝင်ခြင်းဆိုတာကတော့အဖြစ်ဖြစ်ပါတယ်ဘယ်သူမှားတယ်ဆိုတော့အဖြစ်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ယူဟမှုပြောပါတယ်ကျွန်တော်ရဲ့ဘုရားသခင်ကအမှန်တရားကိုရက်တဲ့ဘုရားဖြစ်တယ်တတိပေါ်လာနိုင်မယ်လို့ကျွန်တော်သူ့ကိုပြောပါတယ်ဒါကြောင့်မလို့ဒီလိုအခမ်းအနားမှာကျွန်တော်ဒီညနေဒီမှာညနေကနေကျွန်တော်မူဇေကနေထွက်လာတဲ့အချိန်မှာလမ်းတစ်လျှောက်လုံးလူထုများတောင်းတုံးဖြတ်ဖြတ်ဒီဆရာမတို့ကဘာလို့ပြုကြပါလဲညတကောင်ဆောက်တယ်မနေ့အထိဆောက်ပြီးမှတို့ဒီဆရာမတို့ကိုဘာလို့ပြုပြီးမှဘုံပြုတယ်ဆိုတော့ကျွန်တော်တို့သိရှိရပါတယ်ဒါကြောင့်လူထုရဲ့စိတ်ဓာတ်မှာကတော့လူထုရဲ့လှုပ်ရှားမှုကတော့အဖြေကတော့ရှင်းရှင်းလေးပါပဲဒါဘဒူဆိုတာကတော့ဒီမှာသင်ရှားနေပါဘူးဒါပေမဲ့ဥပဒေအရကဆက်တဲ့အဖြေရှာဖို့ရှိတော့ဥပဒေကအင်အားရှိမယ်ဆိုရင်ဥပဒေကမှန်မယ်ဆိုရင်တော့ဒီအဖြေမှတော့မကြခင်ပေါ်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါမှမဟုတ်ပြောတဲ့အတိုင်းပဲဒီနေ့ဒီခန္ဓာမှာအဝိကနေရောက်ရှိလာတဲ့ညီကိုပြရှိပါတယ်ဒီဝန်တော်ဖတ်သွားတဲ့အချိန်မှာဘာလို့ဆိုတော့ကျွန်တော်ဖွဲ့စည်းများအရင်ဖတ်တော့မှဖြစ်ပါတယ်ရှင်းဥစွာကျွန်တော်ကျေဝဖွဲ့ချုပ်ကတုံတော်ကိုကျွန်တော်တာဝန်ရှိတော့